ဇန်နဝါရီ20ရက်နေ့မနက်9နာရီခန့်မှာမန္တလေးတိုင်းမြင်းခြံမြို့နယ်နထိုးကြီးမြို့ကြားဝင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်လို့တနေ့ကုန်တိုက်ပွဲဖြစ်ပြီးစစ်သား9ဦးထက်မနည်းငရဲမင်းစီမှတ်ပုံတင်ကအများအပြားထဏ်ရာရပြီးအကြမ်းဖက်စစ်တပ်စီကခဲယမ်းနဲ့ဆက်ပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့ပါတယ်။တိုက်ပွဲမှာစစ်တပ်ဘက်ကအထိနာတဲ့အတွက်ဂျက်ဖိုက်တာနဲ့တစ်ကြိမ် MI-35 ရဟတ်ယာဉ်နဲ့တစ်ကြိမ်ပြစ်ကူတိုက်ခိုက်ပေးတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြင်းခြံ Black Tiger တပ်ဖွဲ့ဗိုလ်စားပျောက်ကြားတပ်ဖွဲ့နဲ့ Burmese Guerrilla Force တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။အလားတူပဲအဲ့ဒီနေ့မနက်8နာရီခန့်မှာမြင်းခြံမြို့အနောက်ဘက်မှာရှိတဲ့ပတ်တာကျေးရွာနဲ့လေးအိမ်နှန်းကျေးရွာကြားကိုဝင်လာတဲ့အကြမ်းဖက်စစ်သားတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကထပ်တိုက်လို့စစ်ဗိုလ်တအူးပါဝင်15ဦးငရဲမင်းစီမှတ်ပုံတင်ပြီး20ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့မြင်းခြံ Black Tiger နဲ့ MGM အညာသားပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာပါ။တိုက်ပွဲမှာ MPT တပ်ဖွဲ့ကရဲဘော်တအူးကြဆုံးပြီး14ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကတော်တော်ပြင်းခဲ့တယ်။အခုချိန်ထိတိုက်နေရတာလည်းများတယ်။ခဲယမ်းလိုအပ်ချက်တွေလည်းရှိတယ်။ပြည်သူတွေအနေနဲ့ခဲယမ်းတွေကူညီထောက်ပံ့ပေးကြဖို့မြစ်တာရက်ခံခြင်းပါတယ်။နှစ်ယောက်ကြတာကပတ်တာရွာဘက်ကတိုက်ပွဲမှာကြတာနထိုးနဲ့မြင်းကြံကြားမှာလည်းကျွန်တော်တို့ကြားမဲကွန်မန်ဒိုရဲဘော်တယောက်ဒဏ်ရာရတယ်ဒရုန်းထိတာလက်ရှိအထိစစ်ခွေးတွေကတော့မဆုတ်သေးဘူးစစ်ကဆိုင်ထားတော့ပဲရှိသေးတယ်လက်ရှိအချိန်မှာပြည်သူတွေခက်ခဲနေတာသိပါတယ်ဒါပေမဲ့အားတင်းထားစေခြင်းနဲ့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းမယ်တနေ့နေ့တစ်ချိန်ချိန်မြို့ပေါ်ကိုအရောက်လာခဲ့မယ်လို့မြင်းညံ Black Tiger တပ်ဖွဲ့ရဲ့ခေါင်းဆောင်ပုံမိုက်ခဲကဆိုပါတယ်